maximalism fashion နဲ့လိုက်ဖက်နေတဲ့ idol များအားလုံးမင်္ဂလာပါလူတစ်ယောက်စီတိုင်းကအကြိုက်ကိုစီရှိကြပါတယ်လူတကူအကြိုက်တစ်မျိုးဆိုတဲ့အတိုင်းတစ်ယောက်နဲ့တစ်ယောက် fashion အမြင်ကလည်းမတူညီကြပါဘူးကိုနဲ့လိုက်မလိုက်ကိုသိချင်တဲ့အခါစမ်းဝတ်ကြည့်လိုက်တာအကောင်းဆုံးပါပဲmaximalism ဆိုတာဝတ်စုံတစ်ခုထဲမှာတင်ကိုယ်သဘောကျရာ fashion တွေကိုပေါင်းစပ်ပြီးဝတ်ဆင်တာမျိုးဖြစ်ပါတယ်။ maximalism ရဲ့အယူအဆကတော့အစင်တစားတစ်ခုကိုချွတ်ပြီးအိမ်မှာထားခဲ့မယ့်အစားနောက်တစ်ခုထပ်ဖြည့်လိုက်ရင်လည်းကြည်ကောင်းသွားတာရှိနိုင်ပါတယ်။ K-pop idol တွေဟာ MV ထဲမှာစင်ပေါ်မှာဆိုရင်ကုမ္ပဏီကစီစဉ်ပေးထားတဲ့အတိုင်း outfit တွေဝတ်ဆင်ကြရပါတယ်။ပွဲတွေတက်ကြပြီဆိုရင်လည်းဒီဇိုင်နာတွေစီစဉ်ပေးထားကြတဲ့အတိုင်းပဲတက်ကြရတဲ့အတွက်သူတို့ရဲ့ fashion အစစ်ကိုမြင်တွေ့ရဖို့ခဲရင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ maximalism ကိုကြိုက်နှစ်သက်တဲ့ idol တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ As per Karina maximalism ဆိုတာအယောင်ကိုကြီးပဲဆိုလိုတာမဟုတ်ကြောင်းကို Karina ကသက်သေပြခဲ့ပါတယ်။ဗီဒီယိုထဲမှာအနက်ရောင်ဝတ်စုံတွေကြီးပဲရှိတယ်ဆိုရင်တော့ maximalism ကိုပေါင်းစပ် fashion နဲ့ဖန်တီးနိုင်ပါတယ်။ရတနာတွေဖက်နက်တွေမျက်မှန်တွေလက်သေးတွေနောက်ဆုံးထူးခြားနေတဲ့သပင်ပုံစံတွေနဲ့ Karina က maximalism ကိုအကောင်းဆုံးပုံဖော်ပြနေပါတယ်။ Kepler Hikaruတကယ်လို့ချမ်းစိမ့်စိမ့်ရာသီဥတုနဲ့ဒေသမှာနေထိုင်ရင်အဝတ်အစားကိုအထက်ထက်ဝတ်ရတာကြိုက်တယ်ဆိုရင်တော့အလန်းဆုံး fashion ဖြစ်သွားအောင် Kepler Hikaru စီကနေဘယ်လို fashion မျိုးဝတ်ဆင်တယ်လဲဆိုတာသင်ယူလို့ရနိုင်ပါတယ်။ Hikaru ကသူ့ရဲ့ဝတ်စုံတွေထူးခြားနေအောင်အဆင့်အကွက်တွေပါတာကိုရွေးချယ်တတ်ပြီးသိုးမွေးကွက်ချစ်သစ်ကွက်တို့လိုဒီဇိုင်းတွေနဲ့ပါပေါင်းစပ်လိုက်တဲ့အခါမျက်လုံးအောင်မလွဲနိုင်တဲ့ fashion မျိုးဖြစ်လာပြီးအများကြားမှာထင်းထွက်နေမှသိကြပါတယ်။ Eve Rei maximalism ရဲ့ဆရာတယောက်ဆိုရင်တော့ Eve Rei ကိုပြရမှာဖြစ်ပါတယ်။ Rei ကသူ့ရဲ့တကူရေးနေ့စဉ်ဘဝမှာပါ maximalism style ကိုဝတ်ဆင်တတ်သူတယောက်ပါတကယ်လို့ဘာအစင်တစားမှမစင်စားနေပဲရုတ်တရက်အပြင်ထွက်ရဖို့ကြုံလာတယ်ဆိုရင်ကီးချိတ်တွေအများကြီးချိတ်ထားတဲ့အိမ်မျိုးနဲ့ fashion တစ်မျိုးထွင်နိုင်ပါတယ်ဝတ်စုံက plain ပြောင်ချောဖြစ်နေမယ်ဆိုရင်ကီးချိတ်တွေတက်ထားတဲ့အကွက်ဆန်းအိတ်က fashion အမြင်ဆန်းစေမှာပါ THT Yunjong maximalism ဟာ gender ပေါ်မှာမူတည်ခြင်းမရှိပဲယောက်ျားလေးရောမိန်းကလေးပါ fashion တစ်ခုဖြစ်စီမျောနိုင်ပါတယ်။ဒါကို THT Yunjong ကသူ့ရဲ့ Instagram post တွေကနေတဆင့်ဖော်ပြပေးနေပါတယ်။ Yunjong ကတော့ဝတ်စုံတွေကိုအထက်ထက်ဝတ်ဆင်တတ်ပြီး accessories တွေကိုအသုံးပြုသလိုအသွေးအစင်တွေအယောင်တွေကိုလည်းရောနှောပြီးဝတ်ဆင်တတ်ပါသေးတယ်။ဒီလိုပုံစံကစတိုင်ကျနေပြီးအရန်ကြီးများပြားလွန်းနေတယ်လို့လည်းမခံစားရပါဘူး။အသေးစိတ်ကျပြီးလှပတယ်လို့ပဲခံစားရစေနိုင်ပါတယ်။ Twice ချေအောင်ဒီလားထုတ် Vogue magazine ရဲ့မျက်နှာဖုံးမှာ Twice ချေရောင်းကပြည်သက်အားလုံးကိုပါဇက်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ချေရောင်းရဲ့ရိုက်ကွင်းအတွက်ဝတ်စုံတွေမှာမတူညီတဲ့အဝတ်အစတွေအသွေးအစင်တွေနဲ့အယောင်စုံတွေပေါင်းဆက်ထားပါတယ်။ချေရောင်းရဲ့ဝတ်စုံတွေကထူးဆန်းတဲ့အစင်တစားတွေကလည်း maximalism ကိုကူညီအားဖြည့်ပေးနေပြီး fashion trend တစ်ခုကိုပုံဖော်ပေးနေပါတယ်။ချေရောင်းကတော့ယုံကြည်ချက်အပြည့်နဲ့ဝတ်စုံတွေကိုစိတ်ကြိုက်ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်တော့ဘလို့ဝတ်စုံနဲ့မဆိုလိုက်ဖက်နိုင်တယ်ဆိုတာကိုသက်သေပြပေးနေပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။